ကဲစူပါရေချမ်းရဲ့တတောင်ရိုက်ချင်တယ်နော်ကဘာရှာကွဲသွားတယ်ဗျအဲ့မှာနော်တွေးထွက်လို့လက်ညှိုးထိုးပြတာကဲတန်းကတော့ဆက်ထိုးတယ်ကဘာရှာလည်းလာခဲ့ပါပေါ့ထိုးမယ်ပေါ့နော်ဒီပွဲမှာကျွန်တော်ပြောချင်တာတော့ဒီကဘာရှာတော်တော်ကိုနော်တွေးထွက်လာတဲ့အနေထားမှာတော့ဖြစ်သွားတယ်ဒါပေမဲ့တန်းကတော့ဆက်ထိုးခိုင်းတယ်ဗျနော်တော်တော်ဆိုးပါလေဒါတော့အနည်းဆုံးတော့နော်ဒါစစ်စစ်ချက်လေးတော့တစ်ချက်တော့ယူသင့်တယ်ပေါ့နော်ဒါသွေးထွက်လွန်ပြီးတော့တစ်ခုဖြစ်သွားရင်လည်းမလွယ်ဘူးပေါ့နော်ကျွန်တော်အထင်ပေါ့နော်ဒါကတော့ကဲချက်ကြည့်ဗျဘယ်နေရာကွဲသွားလဲတော့မသိဘူးကဲဒါတော့စပြီးတော့ကွဲစားပေါ့နော်နောက်ပိုင်းတော့သွေးတော်တော်ထွက်လာတယ်ဗျကဲဒီမှာကြည့်နော်ဒီပွဲလေးကတကယ်ကိုမြင်နေဆန်းဆိုင်ပါပဲနှစ်ယောက်လုံးကတကယ်ကောင်းတယ်ဗျနော်ကဲတရောင်ရဲ့ချက်တွေလည်းကောင်းတယ်ဗျကဲโอ้ကဲဟိုတရောင်နေเนาะအဲ့မှာတော်တော်လေးသွေးတွေထွက်နေပြီเนาะကဘာရှာတော်တော်သွေးတွေထွက်နေပြီကဲမပြတယ်ဗျနော်ပြတယ်ရဆက်ထိုးတဲ့တန်ကတော့ဆက်ထိုးခိုင်းနေတာเนาะသူတိတ်ပြီးတော့စစ်စစ်ချက်တွေပါရင်မလို့ထင်တယ်เนาะကဲသူပွဲတော့ရက်မပြီးဆက်ထိုးခိုင်းတယ်ကဲเนาะသွေးတွေဆိုတော့ထွက်နေလို့ကျွန်တော်ဒီမှာကာလာကိုအဖြူမဲ့လေးပြောင်းထားတယ်ဗျာเนาะကဲကဲစူပါဂျန်ကတော့မထိုးဘူးတော့ဆိုနော်ပြတယ်ပေါ့နော်ဒါပေမဲ့အတန်ကတော့ဆက်ထိုးကနေထိုးတယ်ပေါ့နော်ကဲပွဲကတော့ဒီပွဲလည်းပူးတွဲတည်ပါဗျနော်အားလုံးကျေးဇူးတင်ပါတယ်